တော့စေခန်းဒီမှာပဲအသုံးပြုလို့ရတဲ့ဆရာဝန်ညွှန်ကြားချက်မပိုင်ပြည့်ခွင့်မရှိတဲ့ 3A nanometer wavelength excimer အကြောင်းကိုကျွန်မအဓိကထားပြီးရှင်းပါမယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဆိုမာဒီနေ့ကျွန်မက my knowledge sharing video တစ်ခုအနေနဲ့ဖြည့်သွင်းသမီးတွေကိုတာမှုမှာ popular ဖြစ်နေတဲ့ excimer laser အကြောင်းကိုဒီနေ့ကျွန်မအပိုင်းလေးတွေခွဲပြီးတော့တတိချက်ချာဒီသေးလေးပြပြချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ what is excimer laser excimer laser ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုအရင်ဦးဆုံးရှင်းပြချင်ပါတယ်တော့ excimer laser ဆိုတာဒါကျွန်တော်တို့ UVB therapy ပေါ့နော်နေအောင်ကြီးကနေရရှိတဲ့ ultraviolet UVB ပေါ့ B ဆိုတာ band ကိုဆိုလိုတယ်ပေါ့နော်ဆိုတော့ဒီ UVB therapy ဆိုတဲ့ဒီ wavelength လေးကိုတေချာ synthesize လုပ်ပြီးတော့ microwave lamp အနေနဲ့ကျမတို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ hypopigmented patches တွေလွင့်သွားတဲ့အရောင်ဆဲတွေကိုအကောင်းဆုံးပြန်ခေါ်ပေးနိုင်ဖို့အတွက်တေချာ focus ထားပြီး localize လုပ်ထားတဲ့ laser အမျိုးအစားမျိုးကို excimer laser လို့ခေါ်ပါတယ်ဒီတော့ excimer laser တွေကဒါကျွန်မပြောမယ့် therapy ကတော့ UVB therapy ဖြစ်တဲ့အတွက် wavelength အမျိုးအစားအနေနဲ့က250ကနေ350 nanometer wavelength အမျိုးအစားတွေပါတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်မဒီနေ့မှာ topic တစ်ခုအနေနဲ့ focus ထားပြီးပြောချင်တာကျွန်မရဲ့ clinical practice အရာအသုံးပြုနေတဲ့ဒီ 308 nanometer ပေါ့နော်ဒီကောင်တွေကတော့ clinical use ဖြစ်တဲ့ဆေးရုံသုံးဆေးခန်းတွေမှာပဲအသုံးပြုလို့ရတဲ့ဆရာဝန်ညွှန်ကြားချက်မပိုင်ပြည့်ခွင့်မရှိတဲ့308 nanometer wavelength excimer အကြောင်းကိုကျွန်မအဓိကထားပြီးရှင်းပါမယ်ဒီတော့ excimer ဆိုတဲ့ UVB therapy တွေကကျမတို့ကဒီနေရောင်ခြည်ကနေရရှိတဲ့ UVB wavelength ကိုဒါကျမတို့ laser therapy machine ထဲမှာတေချာ focus ထားပြီးတော့ထည့်ထားပြီးတော့ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ဒီ hypopigmented patches ကိုခေါ်တဲ့အဖြူကွက်တွေကိုတေချာ focus ထားပြီးဖြစ်ပြီးတဲ့ laser မျိုးကိုဆိုလိုတာပါအဲ့တော့ကျမဒီနေ့ရှင်းပြသွားမယ် excimer laser အကြောင်းကြီးကတော့အခုပထမဆုံး topic အနေနဲ့ excimer laser ဆိုတာဘာလဲဆိုတာရှင်းပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒုတိယအပိုင်းအနေနဲ့ကတော့ excimer laser ကပြည့်တဲ့အခါမှာ safe ဖြစ်ရလားသူ့ရဲ့အကောင်းကျိုးတွေကဘာတွေလဲဆိုးကျိုးတွေကဘာတွေလဲဘယ်လိုလူတွေမှာပြစ်လို့ရလဲပြီးရင်ဘယ်နှချင်းပြစ်ဖို့လိုလဲနဲ့ excimer laser ဟာဖြူသွင်းသမင်ဖြူကိုပျောက်စေတဲ့တစ်ခုသေးသောမျှော်လင့်ချက်လားဆိုတာလေးကိုဆက်ရှင်းမှာဖြစ်ပါတယ်